စာရေးဆရာ James Clearရဲ့ Atomic Habits အပြီးတဲ့ အဓိကသဘောတရားက Identity-based habits တင့်ကိုဘယ်သူဖြစ်ချင်တယ်လဲဆိုတဲ့ကိုယ်ပိုင်လက္ခဏာ identity ကိုအာရုံစိုက်ခိုင်းပါတယ်အကျင့်တွေဟာပေါင်းဆက်အတူ compound interest လိုပါပဲသေးငယ်တဲ့အပြောင်းလဲတွေဟာအချိန်ကြာလာတာနဲ့အမျှကြီးမားတဲ့ရလဒ်တွေဖြစ်လာစေမှာပါအောင်မြင်မှုဆိုတဲ့ပန်းနိုင်ကချက်ချင်းခုန်ပြန်ကျော်လွှားပြီးတွားရမယ့်နေရာရောက်ရမယ့်နေရာမဟုတ်ပါဘူးနေ့စုတိုင်း100ခိုင်နှုန်းပိုကောင်းအောင်လှုပ်ဆောင်သွားတဲ့အကျိုးဆက်ပါနေ့စဉ်100ခိုင်နှုန်းသာပုံမှန်လှုပ်ဆောင်သွားပါတစ်နှစ်မှာ365ရက်ရှိပါတယ်တင်ချာနည်းနဲ့တွက်မယ်ဆိုရင်ဒီပုံလေးကိုကြည့်လိုက်ပါ Exponent Calculator နဲ့တွေ့ရင် တစ်နှစ်ကို30ခုနှစ်စာအထိတင်တိုးတက်နိုင်ပါတယ်တကယ်လို့တင်ဟာတစ်နှစ်ပတ်လုံး365ရက်မှာဘာတိုးတက်မှုမှမလှုပ်ဆောင်ဘူးဆိုရင်တင်ရဲ့တိုးတက်မှုကတစ်နှစ်လုံးမှာ100ခိုင်နှုန်းသာရှိပါလိမ့်မယ်ထို့အရာကိုအထူးသတိပြုပါကြီးကြီးမားမားပြောင်းလဲဖို့မကြိုးစားပါနဲ့အခုချက်ချင်းတင်းငယ်တဲ့အကျင့်တစ်ခုကိုစတင်လိုက်ပါ Atomic Habits ရဲ့စွမ်းအားကိုတင်မွားထဲမှာစတင်အသုံးပြုလိုက်ပါ